အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မဒီနေ့ပြပြမယ့်အကြောင်းအရာကတော့ algebraic thinking လို့ခေါ်တဲ့အခရာသင်္ချာတွေးခေါ်ပဲဖြစ်ပါတယ်။အခရာသင်္ချာတွေးခေါ်ဆိုတာကတော့အခရာတွေရဲ့အကြောင်းမှရှိတဲ့ဆက်စပ်မှုတွေကိုသိနာလဲမယ်။သူတို့တွေဟာဘယ်လိုမျိုးတည်ဆောက်မှုပုံစံတွေရှိသလဲဆိုတာနားလည်ပြီးတော့အဲ့ဒီကတစ်ဆင့်တွေးခေါ်မှုတွေကိုဖွံ့ဖြိုးတိုးတက်သွားစေနိုင်တဲ့အကြောင်းအရာမျိုးဖြစ်ပါတယ်။အခရာသင်္ချာဆိုတဲ့အကြောင်းအရာဟာအကြောင်းအရာဖြစ်ရလေတော့မဟုတ်ပါဘူး။သူဟာအမြဲတမ်းစင်စင်သုံးသပ်မှုတွေနဲ့သူ့ရဲ့ thinking တွေးခေါ်မှုကိုမြင့်တင်ပေးနေရမယ့် process ဖြစ်စဉ်ကြီးတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီအခရာသင်္ချာနဲ့ပတ်သက်ပြီးတော့နားလည်နိုင်သေးဖို့အတွက်ဆိုရင်ကလေးတွေဟာ pattern ဆိုတာကိုသိနာလည်ဖို့လိုပါတယ်။ pattern ဆိုတာကတော့ရုပ်ပုံသို့မဟုတ်ပုံသဏ္ဍာန်ဒါမှမဟုတ်ရင်အရာဝတ္ထုစသည်တို့ကိုတီးခြားစီစဉ်ထားတဲ့ဖွဲ့စည်းမှုတစ်ခုဒါမှမဟုတ်လို့ရှိရင်တော့အဲ့ဒီအရာတွေကိုထက်ခါလဲလဲနဲ့ဖော်ပြထားခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဖွဲ့စည်းမှုတစ်ခုကိုဖွဲ့စည်းမှုပုံစံကို pattern လို့ခေါ်ပါတယ်ဥပမာအနေနဲ့ကြည့်ရအောင်ပါဒီမှာဆိုလို့ရှိရင် dominant student လေးရှိမယ်ပြီးရင် trigan လေးရှိမယ်ပြီးရင် sawine လေးရှိမယ်ဒါဆိုရင်နောက်တစ်ခါသူပါလာမယ်ဆိုရင် dominant student လေးရှိမယ် trigan လေးရှိမယ်နောက်တစ်ခါစဝိုင်းလာမယ်ဒါကိုကြည့်ချင်းအပြင်ကျမတို့နောက်ဖြစ်မဲ့အကြောင်းအရာကိုခံမှန်းလို့ရနေပါတယ်တောင်းမှန်စတူကန်လာမယ်ထရီကန်လာမယ်ဒါဆိုရင်စဝိုင်းလာမယ်အဲ့ဒီဖြစ်စဉ်မှာဆိုလို့ရှိရင်တော့သူဟာတောင်းမှန်စတူကန်ပြီးရင်ထရီကန်လာတယ်ထရီကန်ပြီးရင်စဝိုင်းလာတယ်သူရဲ့ဖွဲ့စည်းမှုသူရဲ့ပုံစံအတိုင်းဖြစ်ပေါ်နေတဲ့အတွက်ကြောင့်ဒီဥစ္စာလေးကိုဘာလို့သတ်မှတ်လို့ရလဲဆိုရင် pattern လို့သတ်မှတ်လို့ရပါတယ်ဒါဟာတူညီတဲ့အရာတွေကိုထက်ခါလှုပ်ခြင်းအပြင်သူ့မှာပုံစံတစ်ခုပေါ်ပေါက်လာခြင်းကို pattern လို့ယူဆလို့ရပါတယ်။ဥပမာကျမတို့စကြည့်ရအောင်ပါ။အသေးပုံလေးထဲမှာခဏလေးရေးကြည့်အောင်1 4 10ဒါဆိုရင်နောက်မှရှိနေတဲ့တဲပုံလေးထဲမှာအဖြေဟာဘာဖြစ်မလဲ။ကျမတို့ကလေးတွေကိုအဲ့လိုမေးလိုက်တဲ့အခါမှာကလေးဒီ problem တစ်ခုကို solve လုပ်ဖို့အတွက်ဆိုရင်သူတို့အကြောင်းကိုသိဖို့လိုတယ်တစ်တဲ့4တီတစ်တဲ့ကြီးနေတယ်9တီ4တဲ့ကြီးရယ်10တီ9တဲ့ကြီးရယ်ဒါဆိုရင်ဒီဘက်မှာရှိနေတဲ့ကွက်လက်လေးဟာ10တဲ့ကြီးနေဖို့လိုပါတယ်ကြီးကိုကြီးနေမယ်လို့ခံမှန်းလို့ရတယ်နောက်တစ်ခါသူတို့ကြားမှာအဖြေဘာဖြစ်မလဲဆိုရင်ဆက်သွယ်ချက်ကိုရှာပါတယ်3နဲ့4ဆိုတာ1ကို3ပေါင်းလို့အဖြေ4ရတယ်4ကို3ပေါင်းလို့9ရတယ်9ကို3ပေါင်းလို့10ရတယ်ဒါဆိုသူတို့ရဲ့ကြားမှာရှိနေတဲ့ဆက်သွယ်ချက်ပုံစံပြီး +3 3ပေါင်းထားတယ်ဆိုတာကိုသူသိသွားတယ်ဆက်သွယ်ချက်ကိုသိပြီးတော့ဂျေဘူးရချုပ်ဆိုခြင်းအပြင်ဒါဆိုသူတို့ကြားသည်3ပေါင်းရင်အဖြေရနိုင်တယ်ဒါကြောင့်10ကို3ပေါင်းလိုက်တဲ့အခါမှာအဖြေ73ဆိုတာဖြစ်လာတယ်ထိုနည်း၎င်းပဲအဲ့ဒီရလာတဲ့အဖြေ73နဲ့ကို3ပေါင်းလိုက်ရင်တော့ဝက်မှာအဖြေ14ဆိုတာရမှာပါဒါကြောင့်အခရာသင်္ခါတွေးခေါ်ခြင်းမှာဆိုရင်ကလေးဟာ pattern ကိုသိနာလည်ရမယ်ပြီးရင်ခွဲခြားသုံးသပ်နိုင်စွမ်းရှိရမယ်ပြီးတော့သူတို့ရဲ့အကြောင်းမှာရှိတဲ့ဆက်သွယ်ချက်တွေကိုဖော်ပြနိုင်ရမယ်ရေဘူးရချုပ်ဆိုနိုင်ခြင်းနဲ့နောက်မှာတော့ပို့ပြီးတော့ pattern တွေမြင့်လာတာနဲ့တွေးခေါ်မှုမြင့်လာတဲ့ညဘယ်လိုပြောင်းလဲနိုင်လဲဆိုတာတွေကိုပါခွဲခြားသတ်မှတ်နိုင်ခြင်းဆိုတဲ့စွမ်းရည်ကြီးပါလာပါတယ်။မှာစကြည့်ရင်တော့ဒီမှာကျမတို့စဝိုင်းလေးထဲမှာရှိရဲ့ကိန်းတွေကိုကြည့်အောင်ပါ1 2 3 4 5 6ဒါဆိုရင်ဟိုဘက်စဝိုင်းထဲမှာအဖြေပါရှိမလဲကျမရွဆိုနေစဉ်ပဲသိလို့ရပါတယ်1 2 3 4 5 6ဆိုတဲ့အတွက်ကြောင့်ကိန်းကဏ္ဍနဲ့ရေးတွက်ခြင်းဖြစ်တဲ့အတွက်ကြောင့်ပထမတန်းရဲ့ pattern ဟာကဏ္ဍရေးတွက်ခြင်းပဲဖြစ်ပါတယ်ဒုတိယတန်းရဲ့ pattern ကိုရှာဖို့အတွက်ဆိုရင်တော့သူပေးထားတဲ့ကိန်းတွေရဲ့ဆက်သွယ်ချက်ကိုကျမတို့ကြည့်ရပါမယ်3 5 9 17ဟိုဘက်မှာဆက်ဖြစ်လို့ရှိရင်တော့73နဲ့15ဆိုပြီးရှိမှာပါဒါဆိုရင်သူတို့ကြားမှာရှိနေဆက်သွယ်ချက်ကိုကြည့်မယ်ဆိုရင်သူတို့ဟာ +2 ဘာလဲဆိုရင်နှစ်ပေါင်းထားခြင်းပဲဖြစ်ပါတယ်ဒါသည်သူတို့ရဲ့ခွဲခြားပေါ်တန်းသည်ကိန်းဂဏန်းရေးတွက်ခြင်း pattern ပုံစံဖြစ်ပေမဲ့အောက်မှာတော့ +2 ပုံစံဖြစ်ပါတယ်။ကြည့်ကျမတို့စဉ်းစားကြည့်အောင်ပါဒီကျယ်လေးထဲမှာရှိနေတဲ့ကိန်းဂဏန်းတွေက369 45 60 24 30 15ဆိုဖော်ပြထားတယ်။သူတို့အားလုံးရဲ့ common သူတို့အားလုံးကို
နဲ့ပတ်သက်နေတဲ့ကုံမွန်ပေါင်းဆက်သွယ်နေတဲ့ပတ်တန်ဟာဘာဖြစ်နိုင်မလဲလို့ကျမတို့စဉ်းစားရပါမယ်။ဒါဆို369 45 60 24 30 15ဖြစ်ရှင်းနိုင်မှုဆိုရင်3ရဲ့စာတုပ်ကိန်းလေးဖြစ်ပါတယ်။ဒါဆိုရင်တော့အခုပြထားတဲ့ပန်းမင်လေးမှာဆိုလို့ရှိရင်တော့သူ့ရဲ့ပွင့်ချက်လေးတွေမှာကိန်းနန်းတွေဟာ123 569 456 688 989 234ဆိုပြီးတော့ဖော်ပြထားပါတယ်။သူတို့ရဲ့ကိန်းကနန်းလေးတွေဖြစ်ပေါ်လာတဲ့ပုံစံပေါ့ဖြစ်ပေါ်လာတဲ့ pattern ဟာဘာဖြစ်မလဲလို့ကျမတို့စဉ်းစားကြည့်ရအောင်ပါ။ဒီဖြေလေးကိုတော့အားလုံးသိကြလိမ့်မယ်လို့ညွှန်လင်းပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။